treatment ပြီးပြီးချင်းပါတယ်မေးရိုးပိုထင်းလာတပတ်ချင်းလဲရော့သွားပြီးတော့မျက်နှာရှိတ်လေးပါပို့ပေါ်လာတယ် high food treatment လေးပါအရင်ကဆိုရင်ချင်းမျက်နှာဖောင်းဖောင်းကကကြီးပေါ့နော် high food ကိုလုံရင်းနဲ့မှာအခုလိုမျိုးတွေ့လာတာပါပြီးတော့ဒီလိုကြည်တောက်ရှင်တဲ့မျက်နှာလေးရကြတဲ့ facial treatment ကို bind 3 cut 3နဲ့တစ်ချိန်ကို9000ပဲကြာတော့မှာမို့လို့ဟင်္ဒရာလန်စမ်းကြောင်းမှာရှိတဲ့ B Bloom Aesthetic and Beauty Lounge ကိုခြေရောက်ဖြစ်ခဲ့ပါတယ်အရင်ဆုံးခြေလှုပ်ချင်တာကိုဒေါက်တာနဲ့ဆွေးနွေးဖြစ်တယ်ဒီစီကမ်းမှာလေ clinical treatment တွေကိုဒေါက်တာတွေကိုယ်တိုင်ပဲလုပ်ပေးတယ်သုံးပေးတဲ့ set တွေ product တွေကလည်း medical grade ပြည့်မီပြီးတော့စိတ်ချရတယ်ဈေးနှုန်းလေးတွေကလည်းတော်တော်လေးကို fair ဖြစ်ပါတယ်အခုတလောနာမည်ကြီးတဲ့ Exozone treatment အတွက်ဆိုရင်လည်း official company ကသွင်းတဲ့ဆေးတွေပဲသုံးပေးတာမို့လို့စိတ်ချရတယ်B Bloom မှာဆိုရင်တခြား treatment တွေဖြစ်တဲ့ Pico Laser Hair Removal IPL Exozone ပြီးတော့အခုခြေလုံနေတဲ့နာကျင်မှုမရှိသလောက်ကိုနည်းတဲ့ Ultraformer MPT High Fu ပေါ့နော်ပြီးတော့အေးလိုက်နဲ့အစီချတာတို့ weight loss fat loss program တွေတို့ chemical peeling တို့တခြား treatment အမျိုးမျိုးရှိပါတယ်အခုခြေ High Fu လုပ်နေတာလေတစ်ချက်မှပဲစူကနေလေးတည်တယ်ပေါ့နော်လုံနေတဲ့တောက်လျှောက်ကိုလုံးဝကိုနာကျင်မှုမခံစားရပါဘူး High Fu ကလည်းလေ collagen လှုံ့ဆော်ဖို့အတွက်ရဲ့အစီတွေခြေဖို့အတွက်ရဲ့မတူတဲ့အဖက်အမျိုးမျိုးရဖို့အတွက် treatment ကောင်းလေးတွေကိုပြောင်းပြီးတော့သုံးပေးတယ် treatment အပြီးမှာတကယ်ကိုစိတ်ကြည်နက်တဲ့ result ရတာမို့လို့ B Bloom မှာ High Fu လုပ်ကြည့်ဖို့အတွက်ကိုခြေက highly recommend လုပ်ပါတယ်အခုကတော့ bind 3 cut 3 promotion ရှိနေတဲ့ facial treatment လေးလုပ်တာပါဒီလိုမျိုး facial treatment ကို9000ပဲကြာတော့မယ်ဆိုတာကတော့တကယ်အရန်ကိုတန်ပါတယ်။ဂျီက facial treatment လုပ်ပြီးတော့မှ high food လုပ်ထားတာပေါ့နော်။ဒါပေမဲ့ high food လေးအရင်ပြချင်လို့အရှိမပြလိုက်တာပါ။သူ facial treatment ကလေအရန်ကောင်းတော့ပဲ step by step ကိုတစ်ဆင့်ပြီးတစ်ဆင့်ကြည်လာတာသိတာတယ်ပေါ့နော်။ကြည်ပြောတာမဟုတ်ကြည်တငယ်ချင်း cameraman ပြောတာသူကရိုက်နေတဲ့သူဆိုတော့လေ treatment တစ်ဆင့်ပြီးတစ်ဆင့်ကို skin tone တက်သွားတာကိုသူကတွေ့နေတော့ treatment လုပ်နေတဲ့အချိန်တွင်းမှာရင်ကြည့်ကိုပြောပြတာပါပြီးတော့လေအရန်စိန်ခံလို့ကောင်းတာပဲ face massage တွေပါတယ်လဲပါတယ်ပေါ့နော်တော်တော်လေးကိုညင်ညင်သားသားလေးနဲ့ treatment လုပ်ရင်းနဲ့တော့မှအိပ်ပျော်တော့မယ်ပေါ့နော် treatment တွေရဲ့အဆုံးမှာ mask ကပ်ပေးပြီးတော့အဲ့လိုမျိုး light လေးပြပေးရလေးလည်းရှိတယ်အဲ့ဒီအဆင့်က high fu မှာရောရိုးရိုး facial treatment မှာရောပါပါတယ်ဂျီဟိုတနေ့ကတင်ထားတဲ့ vlog မှာလေ skin လေးကြည်တောက်ပြီးတော့ glow နေတယ်လို့ပြောတာ 3-4 ရက်လောက်ရှိပါတယ်ဒါဒီ treatment လုပ်ပြီးတော့2ရက်လောက်နေတော့ရိုက်ထားတဲ့ vlog ပါtreatment ပြီးသွားတော့ဒေါက်တာက high food အတွက်ကိုစောင့်ရန်ရှောင်ရန်လေးတွေတခြားလေးရှင်းပြပေးပါတယ်။တခြား promotion လေးတွေလည်းအများကြီးရှိသေးတာမို့လို့ B Bloom ကိုအခုပဲဆက်သွယ်ကြည့်လိုက်တော့နော်။တတား